ရှေးလောင်စာချုပ်ကို1980နောက်ပိုင်းပေါ့80မှာအလေးပွန်စာချုပ်ဖြစ်တယ်ဆိုပြီးတော့မှပြောလာလို့ဖြစ်လာတယ်ဒီဒီရှေးလောင်စာချုပ်ကအလေးပွန်စာချုပ်မဟုတ်ဘူးဆိုတာကို1986 89 98 89အထိကတော့အလေးပွန်စာချုပ်မဟုတ်ဘူးဆိုတာအလေးပွန်စာချုပ်ဟုတ်တယ်ဆိုတာဘယ်သူမှလည်းမပြောခဲ့ဘူးမွေဝါအစ်ဆပ်ရိုခပ်လောင်တို့ဘယ်သူမှလည်းဒီစာချုပ်ကအလေးပွန်စာချုပ်ဖြစ်တယ်ဆိုတာကိုသူတို့မပြောခဲ့ဘူးသူတို့ကိုယ်တိုင်လည်းပဲ1980ဇန်နဝါရီလအထိကတော့သူတို့က NLC Federal Government ရဲ့အဲခေါင်းဆောင်ကြီးတွေဖြစ်ခဲ့တယ်။ Isak ဆိုလို့ရှိရင် NLC ရဲ့ဒုဥက္ကဋ္ဌဖြစ်တယ်။မွေဝါဆိုလို့ရှိရင်တော့ General Secretary ဖြစ်တယ်။အထွေထွေအတွင်းရေးမှူးပေါ့။နောက်ပြီးတော့မာဒီယာခပ်လောင်ဆိုလို့ရှိရင်လည်း Federal Government ရဲ့ဓမ္မတာဖြစ်တယ်။နောက်ဒီထုံးပေါ်ဆိုလို့ရှိရင်လည်းပဲနာဂတမတော်ရဲ့စစ်ဦးစီးချုပ်ဖြစ်ခဲ့တယ်အဲ့တော့ဒီအရှက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ကလွဲလို့ NLC Federal ရဲ့ကောင်းဆောင်ဆိုတာမရှိခဲ့ဘူးသူတို့ပဲထိပ်တန်းကောင်းဆောင်ဖြစ်လာခဲ့တယ်လေအဲ့တော့1980ဇန်နဝါရီလ31ရက်နေ့မှာသူတို့က NLC Federal ကနေခွဲထွက်သွားတယ်ခွဲထွက်သွားပြီးတော့မှသူတို့က NLC ကိုဖွဲ့စည်းတယ် NLC ကိုဖွဲ့စည်းတဲ့အခါကျတော့ဒီပြည်သူလူထုကနိုင်ပြီးတော့ဘာဖြစ်လို့ NLC ဖွဲ့စည်းတယ်လဲဆိုပြီးတော့မှမေးခွန်းထုတ်လာတော့မယ်နောက်ပြီးတော့မှဘာကြောင့်မို့ခေါင်းဆောင်ကြီးတွေတလောက်တော့မှတိုက်ခဲ့တယ်လဲဆိုတာကိုမေးခွန်းထုတ်လာတော့မယ်အဲ့ဒီခါကျတော့သူတို့မှာစင်ကြေပေးဖို့ justify လုပ်ဖို့ NLC ဖွဲ့စည်းခဲ့တဲ့အကြောင်းကို justify လုပ်ဖို့ဒီစင်ကြေပေးဖို့ပေါ့ဒီ NLC ကရှယ်လောင်စာချုပ်မှာအလင်းကိုရှယ်လောင်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့မှအလင်းကိုတော့ပြီဆိုပြီးတော့မှပြောနိုင်ဖို့ NLC ကအလင်းကိုတော့ပြီလို့သူတို့ကပြောလာခဲ့တယ်။နောက်ပြီးတော့မှ NLC အလင်းကိုပြီဆိုတော့ NLC ထောက်ခံတဲ့လူတွေကတစ္ဆာဖောက်ဖြစ်တယ်။အဲ့တော့ကြောင့်မို့တစ္ဆာဖောက်ဖြစ်လို့သူတို့ကိုပစ်တက်ခဲ့တယ်တပ်ပစ်ခဲ့တယ်ပေါ့သူတို့ကအဲ့လိုပြောချင်လို့အဲ့လိုဖြစ်လာတယ်။အမှန်ကြတော့ဒီဟာလူတွေကိုပစ်တက်ခဲ့တာကရှယ်လောင်စာချုပ်ထောက်ခံခဲ့လို့မဟုတ်ဘူးဒီဆိုရှယ်လစ်မူဝါဒကိုလည်းမခံခဲ့လို့ဒါသူတို့ကိုပစ်တက်ခဲ့တယ်ဒီကျွန်တော်တို့ရှယ်လောင်စာချုပ်ဆိုတာကို1986ဩဂုတ်လ15ရက်နေ့မှာအကုန်လုံးကတရားရခိုင်နှုန်းပေါ့ကျွန်တော်တို့အရှေ့မှာနေတဲ့လူတွေတရားရခိုင်နှုန်းကသဘောတူပြီးတော့မှရှုံးချခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာသဘောကွဲလွဲခဲ့တာကဘယ်နဲ့မှဘာကြောင့်ကွဲလွဲခဲ့တယ်လဲဆိုလို့ရှိရင်အဲ့ဒီဩဂုတ်လ16ရက်နေ့မှာသူတို့က NLC Federal ကိုဆိုရှယ်လစ်မူအရဆိုရှယ်လစ်အစိုးရဖွဲ့စည်းလာခဲ့တယ်အဲ့တော့ဆိုရှယ်လစ်အစိုးရဖွဲ့စည်းလာတော့အဲ့ဒီအချိန်မှာကျွန်တော်တို့နာဂအမျိုးသားတမတော်သားတွေပဲဖြစ်ခေါင်းဆောင်တွေပဲဖြစ်ဟာနာဂကဒီအခြေခံဥပဒေကိုဒီနာဂထုံးတမ်းစင်လာဒီမိုကရေစီအရဖွဲ့စည်းလာခဲ့တာဖြစ်တယ်ရေးလာခဲ့တာဖြစ်တယ်အခြေခံဥပဒေကိုဒီအခြေခံဥပဒေကိုကျွန်တော်တို့ကာကွယ်ပိုင်ခွင့်ကာကွယ်ရမယ်ဖြစ်တယ်ဒါကြောင့်မို့အခုကဒီအခြေခံဥပဒေကိုမကာကွယ်ဘဲနဲ့ဆိုရှယ်လစ်အစိုးရဖွဲ့စည်းတယ်ဆိုတာကမှားတော့ပြီတကယ်လို့ဆိုရှယ်လစ်အစိုးရဖွဲ့စည်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြားမှာတဘောကိုလွှဲပြီးတော့မှအချင်းချင်းတိုက်ကြတော့မှာပဲဆိုပြီးတော့မှအဲ့ဒီတဘောကိုလွှဲတာက86မှာစခဲ့တယ်နော်အခုလူငယ်လေးတွေက901980မှာပဲစခဲ့တယ်လို့ထင်တယ်1980မှာစခဲ့တာမဟုတ်ဘူး1986မှာမွေဝါရဲ့စက်တော့ကဆိုရှယ်လစ်အစိုးရဖွဲ့စည်းလို့ဒါပေမဲ့အဲ့ဒီမှာတော့ဆိုရှယ်လစ်အစိုးရဆိုတော့မပြောသေးဘူးပေါ့ဒါပေမဲ့ဒီဟာ NLC နဲ့ Federal Government ကိုတပါတီအာဏာရှင်စနစ်ဗဟိုအိုးစစနစ်ဒါပေမဲ့ဖွဲ့စည်းခဲ့တယ်အဲ့တော့ဗဟိုအိုးစစနစ်တပါတီအာဏာရှင်စနစ်ဆိုတာကလူတိုင်းအတိပဲဒါကဆိုရှယ်လစ်မူဝါဒဖြစ်တယ်အဲ့တော့ဒီ NLC Federal Government ကိုသူတို့ကဆိုရှယ်လစ်မူဝါဒနဲ့ဖွဲ့စည်းခဲ့တယ်အဲ့ဒါကြောင့်မို့ဒီသဘောထားကအဲ့ဒီမှာကွဲလွဲခဲ့တယ်1986မှာ1990
ခုနှစ်မှာမွေဝါကတရုတ်ပြည်ပြန်တော့တယ်တရုတ်ပြည်မှာကကြတော့ဖေစုကိုပေးချမယ်နောက်ပြီးတော့မှဆိုရှယ်လစ်အစိုးရဖွဲ့စည်းရမယ်ဆိုပြီးတော့မှအတင်းအကျပ်ကိုသူတို့ကသူကနေပြီးတော့မှစီယုံလာခဲ့တယ်စီယုံလာခဲ့တော့အဲ့ဒီတရုတ်ပြည်ကနေပြီးတော့မှအပြတ်တဘောကိုလွှဲပြီးတော့မှပြန်လာခဲ့ကြတယ်အဲ့ဒါကြောင့်မို့ဒီလူဘုံဘုံကြီးကနေပြီးတော့ရောက်ချင်းပြောခဲ့တာကအာမွေဝါရဲ့ policy ကမားနေပြီသူ policy ကိုအဲမပြောင်းလဲဘူးဆိုလို့ရှိရင်ကျွန်တော်တို့အရှေ့နာကမှာအချင်းချင်းတက်ကြရုံပြကြရုံပဲရှိတယ်နော်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီလူမျိုးတွေနောက်ပြီးတော့မှကွန်ကြဂရီလိုင်းနောင်တွေကျွန်တော်တို့ဒီခမ်မြုံကနေအကုန်လုံးကမွေဝါရဲ့ policy ကိုလက်မခံလက်မခံဖို့ညှို့ချမယ်ဆိုလို့ရှိရင်တော့အချင်းချင်းမပြကြဘူးကျွန်တော်တို့ကအဲကာကွယ်ဟန်တားနိုင်မယ်ဆိုပြီးတော့မှသူကပြောလာခဲ့တယ်အဲ့လိုဖြစ်တယ်အဲ့တော့ဒီမှာအဲ့ဒီကနေရောက်လာတဲ့နောက်ပိုင်းမှာကျတော့1980ရှိမှာပေါ့မွေဝါကအတင်းအကျပ်ကိုစီယုံလာတော့တယ်ကျွန်တော်တို့ဆိုရှယ်လစ်အစိုးရဖွဲ့စည်းရမယ်ဖီဇူရဲ့ကောင်းဆောင်မှုကိုပေးချရမယ်ဖီဇူကဘာဖြစ်လို့လဲဆိုတော့လွန်ဒန်မှာနေတော့ရုပ်တွေကစိတ်မကောင်းလို့ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့လက်နက်တွေလည်းပဲကောင်းကောင်းမရတော့ဘူးဖြစ်သွားတယ်ဆိုပြီးတော့မှစီယုံလာခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲမယုံဘူးပေါ့သူစကားကိုမယုံဘူးဘာဖြစ်လို့လဲဆိုတော့ဒီတရုတ်တင်ဒမူကပြောခဲ့တာကတော့ခင်ဗျားတို့ကောင်းဆောင်ကြီးကဘုံတော့မရှိဘူးနော်မွေဝါကအေးအခုငါတို့တနတ်ပေးတာနဲ့အဲ့ဒါရန်သူကိုတော့တိုက်တော့မှာမဟုတ်ဘူးအချင်းချင်းပဲတိုက်ကြတော့မယ်အဲ့ဒါကြောင့်မို့အခုတော့ငါတို့လက်နက်အပြည့်စုံမပေးတာကဒါကြောင့်ဖြစ်တယ်နော်ဆိုပြီးတော့မှပြောခဲ့တယ်ဆိုတာကိုလာပြောတယ်လေအဲ့ဒါကြောင့်မို့ဒီဟာလက်နက်အပြည့်စုံမရတာကဖီဇိုကလွန်ဒန်မှာနေလို့မဖြစ်ဘူးဆိုတာနားလေခဲ့တာပေါ့အာမွေဝါစီယုံခဲ့တာကတော့ငါတို့ဆိုရှယ်လစ်ဖွဲ့စည်းပြီဆိုလို့ရှိရင်တရုတ်တွေကအပြည့်အဝထောက်ခံမယ်အဲ့ဒါဆိုလို့ရှိရင်တော့ငါတို့လွတ်လပ်ရေးမြန်ရမယ်ပေါ့အဲ့ဒါလို့စီယုံခဲ့တာပေါ့ဒါမဲ့အများစုကတော့သူစီယုံတာကိုလက်မခံခဲ့တဲ့ကြောင့်မို့အဲအဲ့ဒီမှာတရုတ်ပြည်ကနဲ့လာကြတဲ့စစ်ဗိုလ်ကြီးတွေကလည်းပဲမွေဝါကအတင်းအဓမ္မဖေဆိုးကိုပယ်ချမယ်ဆိုရှယ်လစ်ဖွဲ့စည်းမယ်ဆိုလို့ရှိရင်တော့အာဏာသိမ်းမယ်ဆိုပြီးတော့မှ1988မတ်လကနေစပြီးတော့မှအဆင်သင့်ဖြစ်လာခဲ့တာပေါ့သူတို့ကအဲ့ဒီအချိန်မှာကျွန်တော်တို့ကလည်းပဲမွေဝါကိုပြောတယ်ဟာမွေဝါခင်ဗျားဖေဆိုးကိုပယ်ချဖို့မလုပ်နဲ့ဆိုရှယ်လစ်ဖွဲ့စည်းကိုလည်းမလုပ်နဲ့ဆိုရှယ်လစ်ဖွဲ့စည်းဖို့ဆိုလို့ရှိရင်တော့နာဂအချင်းချင်းတိုက်ကြတော့မယ်ဘယ်သူမှလည်းပဲနာဂတွေကဆိုရှယ်လစ်မူဝါဒကိုလက်ခံမှာမဟုတ်ဘူးအခုဆိုရင်နာဂတွေကခရိယာတွေဖြစ်ကုန်ကြပြီခရိယာတွေကတော့ဘယ်သူမှလည်းဒီဆိုရှယ်လစ်မူဝါဒကိုလက်ခံမှာမဟုတ်ဘူးခင်ဗျားရဲ့လက်ထဲမှာတနတ်ရှိတယ်ခင်ဗျားလုပ်ချင်တာလုပ်နိုင်တယ်လို့ခင်ဗျားကထင်မယ်ဒါပေမဲ့တခါခင်ဗျားကနေပြီးတော့မှဆိုရှယ်လစ်မူဝါဒကိုလက်ခံပြီးဆိုရှယ်လစ်အစိုးရဖွဲ့စည်းမယ်ဆိုလို့ရှိရင်အင်မတန်ကိုမာယွန်းတဲ့နိုင်ငံရေးမှာအမျိုးသားရေးမှာအင်မတန်မာယွန်းတဲ့အချက်ဖြစ်လာမယ်နော်အချင်းချင်းတိုက်လာကြမယ်နာဂတွေးကချောင်းလို့စီးမယ်ဆိုပြီးတော့မှပြောခဲ့တယ်ဒါမဲ့ကျွန်တော်တို့ပြောတဲ့စကားကိုနားမထောင်ဘူးလေနားမထောင်တော့1988ဩဂုတ်လနေ့ရက်နေ့မှာဖေစုကိုပယ်ချမယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချလာခဲ့တယ်